ခုကျွန်တော်တို့ရှေးဟောင်းသာသနိကအဆောက်အုံနေရှိတဲ့တနေရာကိုရောက်ရှိနေတာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီမှာပါတကယ်ရှေးကြတာတော့မဟုတ်ဘူးရှေးကျွန်တော်တို့အဖေတို့ကတော့ရှိရတော့ဗျာဒီမှာဟိုဘက်မှာထင်းရှူတော့တယ်ထင်းရှူတော့နေလားပါဒီမှာကမကြည့်ပါသူတို့ကတော့တငယ်ချင်းတွေတော့ဖြစ်ပါတယ်ဒီမှာအကျော်ပင်နေလေးရှိရယ်ဆိုတော့မစိုးဘူးဗျအေးတော့အေးချမ်းတယ်စိုးမစိုးပါတီးတီးပင်တီးတီးဟုတ်လေတီးတီးပဲမကြည့်ပါဦးပကံလို့ပါပဲဒီမှာကတော့ခေါင်းလောင်းကြီးရှိပါတယ်ဖုံဖုံကတီးခိုင်းပါโอเคပါကျွန်တော်တို့သွားပါမယ်ဒီကကိုစင်ပါမယ်ပေါ့စင်မယ်မလီလောကတော့ဒီမှာပါဆိုးရမဆိုးဒီဘက်တင်ကျွန်တော်လည်းအခုမှရောက်ဖူးတာရှေ့ဒါတော့အဝင်ပေါက်ရောက်သွားပြီဘာရောက်သွားပြီပဲဖြစ်ပါတယ်ကြည့်ပါဆိုတော့လာလို့ရတယ်ပြောစရာတော့ကောင်းပါကြည့်ကြပါဦးနိုင်ပါတယ်ကြည့်ပါတော့မှာတော့တို့ရိုက်သူတို့မှတပုံရိုက်နေကြပါလင်မယားနဲ့